လာပါရှင်။ Dresser Rhythm ပိုင်း Immunia Program မှာပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီတစ်ပတ်မှာတော့ကိုအေးချက်ကိုရဲ့မိုးရာသီနဲ့ပတ်သက်တဲ့ခန်းစားချက်လေးကိုဖော်ပြပေးလိုက်ပါရယ်။မိုးရေဟာဆိုးဆွပြီးအေးမြတဲ့ရာသီဖြစ်ပေမဲ့လှုပ်ရှားမှုတွေရထားတဲ့ရာသီတော့မဟုတ်ပါဘူး။နေ့စဉ်ဒီစင်ခဲလောက်တာလမ်းလျှောက်တာကိုယ်ကလှုပ်ရှားမှုပုံမှန်ပြုလုပ်တာတွေကကိုယ်ပန်အားကိုကောင်းမွန်စေပြီးရာသီပြောင်းလဲကြောင့်ဖြစ်တတ်တဲ့တုပ်ကွေးနဲ့အခြားရောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အပြင်ထွက်မယ်ဆိုရင်ထိတက်လက်ဆောင်ထားပြီးမိုးရေဆိုသွားရင်ကိုယ်ဝေးစားကိုအမြန်လေးကနှွေးနှွေးထွေးနေနိုင်ဖို့လည်းမမေ့ပါနဲ့။ဒါအပြင်အခုချိန်ဟာဝါရင်းကာလလေးဖြစ်တာကြောင့်ကိုယ်ကျန်းမာရေးကိုဂရုစိုက်ရင်စိတ်ကိုလည်းကြည်နေအေးချမ်းအောင်ထားနိုင်တဲ့အချိန်တစ်ခုပါ။မိဘကိုကူညီပေးတာလိုအပ်သူတွေကိုမျှဝေပေးတာဘလူဒါနပြုတာတင်ကားဆောင်တာတရားနာတာတရားထိုင်တာစတဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်ဖို့လည်းအကောင်းဆုံးချိန်တစ်ခုပဲဖြစ်ပါတယ်ဒီမိုးရာသီမှာကိုယ်ခန္ဓာကိုလေ့ကျင့်ခန်းနေအားဖြင့်ပါစိတ်နှလုံးကိုကောင်းမှုကုသိုလ်နဲ့အလားတူပါကျန်းမာခြင်းနဲ့ကုသိုလ်နှမျိုးလုံးပြည့်စုံတဲ့မိုးရာသီလေးကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ပတ်ဒီလိုချိန်မှာလည်း Dresser Rhythm ပိုင်း Immunia Program အစီအစဉ်လေးကိုစောင့်မျှော်နားဆင်ပေးပါဦးနော်